ကျမအရင်နေ့ကလောက်ပြတဲ့ဒီပေါ့နော်ကလေးလေးကလာတွေကိုကိုပုံလေးကို cute type လေးလောက်တာတွေကိုအဲ့ဒါတွေအကုန်လုံးကတစုတစည်းတွေကဒီ CapCut ဆိုတဲ့ application မှာလုပ်လို့ရတယ်ပေါ့နော်အဲ့တော့တချို့ဟာတွေ CapCut က free ရပေမဲ့လို့ဒီလိုမျိုး AI နဲ့လောက်တာတွေဆိုရှင်တော့ Pro account မှာရရရှင်ကျမလည်း Pro account ကိုသုံးပြီးတော့မှလောက်ထားတာပါ Pro account ဆိုတိုင်းသူကဈေးလည်းအရင်ကြီးတာမဟုတ်တော့ကျမကတော့ဒီ Pro account ပဲသုံးပြီးတော့မှလုပ်တယ်ပေါ့နော်အဲ့လိုလုပ်လို့ရတယ်ဒီအကုန်လုံးအများကြီးကြာလာအဲ့တော့ကြတော့ကြာလာတဲ့အခါမှာအောက်မှာ use template ဆိုတာရှိတယ်အဲ့ဒီမှာကျမတို့ one use ဆိုလို့ရှိရင်ဒါ credit တစ်ခုပဲသုံးရမှာအဲ့ဆိုလို့ရှိရင်ကျမတို့ pro account ဝင်မဲ့လို့ credit တွေနဲ့ပြန်သုံးရတာရှိရပေါ့နော်အဲ့တော့ကြတော့အောက်မှာ use တွေအများကြီးသုံးထားရဆိုရင်အဲ့ account ကိုသွားပြမှမဝင်ပါနဲ့ကိုယ့်ရဲ့ credit တွေကုန်သွားပါမယ်ကျမတို့အဲ့မှာပုံလေးကိုထည့်လိုက်မယ်ဒီ use template နေရာမှာ AI template ကိုသုံးမယ်ဆိုပြီးကိုယ့်ရဲ့ပုံထည့်လိုက်လို့ရှိရင်ကိုကြိုက်တဲ့ template မှာဝင်သွားပါမယ်လို့ပုံလေးတွေလုပ်လို့ရသွားမယ်ပေါ့နော်အဲ့တော့ကြတော့ဒါလေးကိုလုပ်ကြည့်ကြပါအဲ့တော့ကျမတို့ကဒီ pro account ဝင်မယ်ဆိုရှင်တော့ဒီကျမကျင်ပြောနေကြဒီ Telegram ကပေါ့နော် Premium ACC 2လေးဆိုတာရိုက်ရှာပြီးတော့မှအဲ့ဒီမှာသွားပြီးတော့မှလုပ်လို့ရတယ်မေးလို့ရတယ်ဝယ်လို့ရတယ်ပေါ့နော်အဲ့လေးတစ်ချက်လာပြောထားပါရှင်